大马大家不然都是那个很好的，知道没？哎，你把地嘞，要你嘛那个大地上不好的，所以你也是干那的。哎，那你地上在这里养过的，在干这边的怎么样？那你家是谁？哎，那半年哦。ဒီလိုခက်ခဲလာတာ
နော်ကြည့်တော့လည်းကြားလို့လည်းချင်းတော့ကိုဆောက်တာတစ်ပြစ်ကိုချင်းရတာပါနော်အဲ့ဒါပါတယ်နော်ဒီလိုတော့ပါတယ်နော်ဒီလိုတော့ဒီလိုအတော်လေးစောက်တာဒီကဘောလေးအဲ့ဒါဘယ်အောင်ဘယ်ဘယ်လိုများတဲ့တဲ့ကနားလေးပြနေပြီမှန်တယ်ခါရတယ်နားအောင်ပဲနားရလို့ပြောနေတာတဲ့ကဒီအဲ့အောင်နော်ဒီမလေးလည်းလိုက်ရအောင်ဒီမှာတိုးတော့မရအောင်တဲကြီးတယ်သူတော်ဝန်ကတဲကြီးတယ်နော်ဒါပဲခရအောင်လို့မရှိဘူး 没拉一把，看，没拉，အဲ့ဒီမှာလည်းကောင်းတဲ့ကောင်းလေးတွေလက်ဆောင်ပေးနေပြီအဲ့ဒီမှာပုံမှန်ဦးအေးရော်ဒီမောင်ရောအဆောင်မျိုးဝင်တော့အဲ့ဒီမောင်ဦးကိုပြေးဘောလုံးတော့ချင်းမလာဘူးဗျာနော်ဆက်ကြပါလေကဲဒီလိုထုံးနေပြီးတော့သတ်တူတော်ဝင်းကိုစီရယ်ကိုအသိနဲ့လက်ဆောင်ပြည့်စုံကြပေးပါပြပါလေလို့ပြောပါလေသတ်တူတော်ဝင်းကိုသူ့ရဲ့နာမည်လာတယ်တရားလေးနဲ့ဆက်ပြီးတော့လုပ်ကြတော့သူတော်ဝင်းညာလေးအိမ်မတင်တော့ဒါဟုတ်ပါလားသူ့ကိုကြီးသူ့ကိုကြီးတော့အေးစီပဲကောင်း ဒါမှတက်ခံလို့တက်ခံလို့ အေးစီပဲကောင်းဘုံမလာလို့အဲဒီမှာ ဘုံအေးစီပဲကောင်းဘုံမလာသေးတယ်ဘုံမလာသေးဘူးနားလေးโอเคရပြီတက်ကတော့ရပါပြီ ညာလေးနဲ့ပတ်ပြီးထပ်ကြလာတယ်တောင်းနေတာအဲဒီလိုမျိုးနဲ့မောင်းလေးခဏသူတော်ဝင်းကိုလည်းသူတော်ပဲလို့ပြောတာနေဝဲကြီးမှာပြောတာသူတော်ဝင်းမှာပဲလို့နော်တော်လုံးတော့ပြေးလို့ပါအားလုံးချောင်းလို့ဘယ်ပိုင်းရွာလေးအဲဒီလိုအမတောင်းလာတာခလေးပြေဝဲအောင်အဲ့ဒါဘူးတော့ဘယ်လိုလဲနေလဲဟောတက်တော့ဒီကဒီပါဗျာတက်တော့ရပါလိမ့်မယ်အဲ့ဒါတော့လည်းတက်တော့ရပါလိမ့်မယ်ဒီကနောက်အဲ့ဒါလေးနော်တောင်းပါတယ်မနာလားဘယ်ညာဒါပြန်ပြရအောင်ဒါပေါ်လေးဒါလေးမောင်ပါပါဒါလည်းတော့တယ်အာဒီလုံး အပေါ်ဝဲမောင်နဲ့မားနေတော့ဝင်းကြခဲ့တာ ခလိုက်ပို့လိုက်ပါဘယ်နေနိုင်ဘူးပြီးတော့မလုပ်ရနိုင်ကြီး အဲ့ဒီ ဟောမင်းတို့တော့မှာဟို ဝင်းဖမ်းမှလာတဲ့သူသားဆိုတာကသူသားနဲ့ဝင်းနဲ့တက်လို့နေတာအဲ့မှာကြည့်လိုက်ဝင်းဖမ်းမှလာတဲ့သူသားအဲ့လိုတစ်ပြောရမှာပေါ့သူသားနဲ့မောင်နဲ့တွေ့နေပြီလားအဲ့ဒီမှာအနီလေးနှစ်ယောက်ကြည့်လိုက်ဟောလေကြောက်တရားကြော်ပါလေတရားကြော်ပါလေကြွယ်ဘူးဘုံမှာတရားကြော်ပါလေဒီတကအပေးလူလေးတွေပေါ့နော်ကိုကြီးရဲ့နေပြီးတော့ဟာကကနေဗျာအဲ့ဒီလိုလေးရော ဟုတ်ပါပြီလားကွာဒီလေးอ่ะ ရှင်းပါဗျာတရားကြီး ဝေလေးရဝေလေး ဗျာပြောရအောင် ဒီဟာလေးကိုထုတ်မယ်ရဝေဆိုတာသူပဲရဝေဆိုတာသူပဲဟာတရားကြီး
လည်းရှင်းပေးပါမယ်ဗျာဆရာတော်ကအကြီးကြီးကိုအားရောက်ပြီးတော့ဘုံတော်ပြီးတော့ဒါတို့ဟာကောင်းပါတယ်哪里过开，过开。干了。တကယ်ကြည့်တော့ပါလေ။ဟာလေးကိုကြည့်နော်။သူ့တော်လေးလေးကိုပါတယ်။တကယ်သမားတွေလား။ဒါပြီးဒီဝိုင်းပါကံပေါ်လာရဲ့ဝိုင်းပါလာတာ။သူ့တော်လေးရဲ့စုတော်မူတတိဖြစ်ပါတယ်ဒါဆရာသမားရဲ့ဆရာသမားစုဖြစ်ပါတယ်ဆရာသမားစုနောက်တော့တစ်ခုရှိပါသေးတယ်နောက်တော့တစ်ခုကတော့2025ခုနှစ်တိုင်းနိုင်ငံပြည်ရေးရုံးမှာမြန်မာရဲ့ဘုံဘိုးလည်းဆိုင်ရတဲ့ဒီတိုင်းရဲ့ဘုံဘိုးလည်းဆိုင်ရတဲ့ဖတ်တဲ့ဆိုတဲ့ဆူရှင်ဘိုးရောင်ကိုတပင်းကြီးမြင့်မှာဖြစ်ပါတယ်ဒီစုသုံးစုလုံးကိုကျွန်တော်ဥက္ကဋ္ဌဖြစ်တဲ့ဒီလိုဆိုတဲ့ကြီးမြင့်မှာဖြစ်ပါတယ်အားလုံးကကောင်းပါတယ်ဒီဘက်မှာရှိပါလေအဝါပြန်ပြန်ရှိပါလေအနေနဲ့နိုင်ပါလေရှိပါလေဒါပဲဖတ်တယ်လားကဲလက်ကြည့်ကြရတဲ့တော့ဘယ်လိုရရလဲလားဟုတ်ပါဘူးဟုတ်ပါတော့ဟာဒီလာပါတော့အဲ့ဒီပါလားဘယ်ပါလဲဟောပါဗျာကဲလာတူတာဝင်ပြည်သားကြီးတပည့်လည်းဗျာဘယ်တော့ပါမယ်နဲ့